ဆေးရုံတွေရဲ့ပေါ်ဆောင်မှုတွေကိုမပြောတော့ဘဲနေမလို့ဒါမဲ့လည်းတည်တင်ပြီးအားလုံးသတိထားရအောင်လို့ပါကျန်းမာရေးနဲ့ပတ်သက်ရင်ပေါ်လို့မရပါဘူးနော်နောက်မှထဖွင့်တဲ့ပုဂ္ဂလိကဆေးရုံဆေးကန်းငယ်တွေဆိုပူတောင်ယုံလို့မရပါဘူးအိမ်ကညီမလေးငယ်ဆုံးလေးက24ရက်နေ့ညမှာဗိုက်ဆအောင်ပါတယ်ပုံမှန်အောင်နေကြပုံစံနဲ့စဖြစ်ပေမဲ့ဒီတစ်ခါသူအောင်တာကဆေးရုံတန်းပြေးရမယ့်ပုံလိုဖြစ်နေပြီးမျက်ခွန်တွေမျက်တောင်တွေကအစအင်းမခတ်နိုင်တော့လို့25ရက်နေ့မနက်မှာအိမ်သားကလှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ်အစာအိမ်နဲ့ဦးလန်းချောင်းဆရာဝန်ကဦးတက်ရောင်တာဆိုပြီးတန်းပြောပါတယ်ခွဲစိတ်ရမယ်ပြောတော့ကျမတို့လည်းအချိန်မလင့်ခင်မှာခွဲမယ်ပြောတော့တီးတန့်ခမ်းမရသေးလို့ဆရာလည်းရချင်းပြန်ကြည့်ပြီးမှပြန်ပြောမယ်ပြောပြီးကျမတို့ကိုစိတ်ချရအောင်ဟောမှာထားပါတယ်တညလုံးလဲဘိုက်အောင်နေတဲ့ကလေးရဲ့ကတင်ကိုဘေးကရွာသူမတွေကခဏခဏလာဆောင်းလိုက်တွန်းလိုက်နဲ့ပြောလို့လည်းမရပဲတညလုံးအတော်ခံလိုက်ရတယ်26ရက်နေ့မနက်ကျတော့ခွဲဖို့တေချာပေမဲ့အခန်းလဲမရသလိုဆရာလဲလာမကြည့်အားသေးလို့ဖုန်းထဲကနေနောက်ဆေးရုံဖြစ်တဲ့ခိုင်ဆေးရုံကိုပြောင်းခိုင်းပါတယ်ပွဲကအဲ့မှာစတာဘာပဲခိုင်ရောက်တော့မှအော်ထရဆန်ရိုက်တဲ့ဆက်မရှိလို့တဲ့ချမ်းသာကြီးဆေးရုံကိုပြေးပြီးထက်ရသေးတယ် emergency ဖြစ်နေပေမဲ့လူအများကြီးကိုတန်းစီဆောင်နေရဆဲပါအလှည့်ကျရိုက်မယ်ဆိုတော့ရိုက်ပေးတဲ့ဆရာကဦးအတက်ပေါက်သွားပြီးပြောလို့ကျမတို့လည်းအမြန်ဆုံးခွဲပေးဖို့ခိုင်ဆေးရုံကိုပြေးလာပြီးဆရာဝန်တွေကိုဘယ်ချိန်ခွဲမလဲဆိုတာမေးတော့ဆရာကနဲ့30လာမယ်ပြောပါတယ်အချိန်ကျတော့မရောက်လာပဲ3ခွဲဆိုပြီးထက်ချင်းပါတယ်ကြားထဲမှာသူတို့ကလှိုင်တော်ဝင်ကနေထိုးပေးလိုက်တဲ့ဆေးတွေကိုတေချာမမြင်တာလားမမေးမိတာလား connection ပြတ်နေတာလားမသိပဲထိုးပြီးဆေးတွေထပ်ထိုးမယ်လို့ကျမတို့ကဘာဆေးလဲမေးတော့မှတိုက်ကြည့်ပါအောင်ဆိုလို့မလိုတော့ဘူးထိုးပြီးသားဖြစ်နေတာပါဆေးမမထိုးမိတာအချိန်မီသွားတယ်အဲ့လိုနဲ့ကလေးကစောင့်ရင်းနဲ့ပူအောင်လာလို့ကျမလည်းသူတို့ကိုတေချာအောင်မေးမြန်းပြီးဆရာရောက်နိုင်တာတေချာလားမေးတော့4နာရီမှဖြစ်သွားပါတယ်မထူးတော့တာနဲ့ကျမလည်းအချိန်ထက်မစောင့်နိုင်တော့ပါဆေးရုံပဲပြောင်းပေးပါဒီမှာဆက်မထားနိုင်ဘူးအသက်နဲ့ရင်းထားရတဲ့ကျမတို့ကလေးနဲ့ဆေးရုံဘက်ကဒလိန်နဲ့အဆင်မပြေတော့ဘူးဆိုတာကိုမရပဲခွဲခန်းထဲမှာမေဆေးဆရာမကရောက်နေပြီဆိုပြီးကလေးကိုဆွဲခေါ်သွားတဲ့ဆေးထိုးဖို့ပြင်နေတဲ့အချိန်ကျမကလည်းခွဲစိတ်ဆရာဝန်မလာသေးပဲဒါဘလို့မှမဖြစ်နိုင်ဘူးရက်ပေးဖို့အကြောက်ကန်ညင်းရင်သူတို့ဘက်ကလွတ်ပေးလိုက်ရင်ကလေးကအသက်အန္တရာယ်တောင်ရှိတယ်ဆိုပါတယ်ကျမကတော့ပန်းလှိုင်ပဲပြောင်းမယ်လို့ပြောပြီးပြောင်းလာခဲ့ပါတယ်ပန်းလှိုင်ရောက်တော့24 resurgent တွေရောသက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီးလိုအပ်တာစစ်ဆေးလိုက်တော့ကလေးကခွဲစိတ်ဖို့လည်းမလိုသလိုဦးအတက်ချီအောင်နေတာမဟုတ်ပါဘူးဦးအတက်ပေါက်တယ်လို့ပြောဆိုချက်ကလည်းမှားယွင်းနေတယ်ဆိုတာစကန်ရောအော်ထရက်ဆန်ရောထက်ရိုက်တော့သိခဲ့ရပါတယ်တကယ်ဖြစ်နေတဲ့ယောဂါကိုဆရာဝန်တွေဝိုင်းဝန်းအဖြေရှာနေကြတာနည်းနည်းတော့လူနာကပိုခံရပေမဲ့ယောဂါရှာလိုက်တာဟာမုံချိုအိတ်ရောင်ပြီးတိုက်ဖိုက်ဖြစ်နေတယ်လို့ပြောပါတယ်ယောဂါတွေ့တာနဲ့ဆေးပေးဆေးတောက်ချက်ချင်းလို့တော့ကလေးကတော်တော်လေးတက်တာလာပါတော့တယ်အကယ်၍သာဦးတက်တာမှားဖြတ်မိပြီးဘိုက်ကိုဖွင့်ခဲ့မယ်ဆိုရင်လက်ရှိဖြစ်နေတဲ့ယောဂါတွေကဘာမှသက်ဆိုင်မှုမရှိဘဲပိုဆိုးရွားပြီးအသက်တောင်ကဲနိုင်တော့မယ်မထင်ပါဘူးနေလားညလားဖြစ်ကုန်မှာပါတနေ့တည်းမှာဆေးရုံလေးရုံပြေးခဲ့ရပြီးဆရာဝန်တွေရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်မတိတဲ့လူနာတွေဘလောက်ခံရပြီးလဲမှားယွင်းကုသမှုတွေကြောင့်ရင် private hospital တွေကိုမရွေးချယ်နိုင်ရင်ကောလူတွေအသက်တွေဘလောက်ပေးဆက်ရမှာလဲရှင်အဲ့လိုနဲ့ဖြစ်ပျက်ကြီးထဲမှာအပုံးဆရာဝန်တွေနဲ့မတွေ့ကြပါစေလို့ပဲဆုတောင်းပေးပါတယ်